စဉ်ကိုရာပရီဒူးចောင်းသားចောင်းသူလေးများဤအချစ်ရဲ့ကိုရန်တော်တခြင်းဖြင့်ကားပြဖျော်ဖြေခြင်းအစီအစဉ်ဖြစ်ပါတယ်ရှင်ကားပြဖျော်ဖြေပေးပါရန်တားငယ်သမီးငယ်လေးများအားစီမင်းထတ်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်အမြဲတမ်းကိုရန်တော်တယောက်လက်တယောက်ချိတ်ခါရည်စရာလေးများပြောပြနော်အချစ်ပြောမျိုးဟောလုံးမဲ့လူရှင်တော်ကြောင်ကန်တဲ့ဆိုင်ရဲ့အချင်တော်လေးများပို့လဲနော်ယူဆိုင်တဲ့အချစ်ရဲ့အဝဲတော်လိုက်လို့မရတဲ့စားတွေလာပြပေးဖို့မမင်းနဲ့နော်ချစ်သူအဆိုကတိကလိုပဲတော့စားပါလေချစ်ကလေးပေါ်မင်းတွေ့ချူတော့ပို့တော့ကြောင်းတစ်ခုလုံးတောင်သိစေမမှုပါနော်အေးရတဲ့ပါတိုင်းကအကျဉ်းတဲ့ချင်လေးကြီးပြနော်အပြင်းလေးဖြောင်းမဲ့အချစ်ရဲ့အဆိုတော်အတန်ပေးပါတဲ့အချိန်ပြန်ဖို့ဆောင်လဲနော်အချစ်ရဲ့ပြင်းမကလေးလေးလိုပဲပြောကြမြေရန်ကိုရန်တော်တယောက်လက်တယောက်ချိတ်ခါရည်စရာလေးများပြောပြနော်အချစ်ပြောမျိုးဟောလုံးမဲ့လူရှင်တော်ကြောင်ကန်တဲ့ဆိုင်ရဲ့အချင်တော်လေးများပို့လဲနော်ယူဆိုင်တဲ့အချစ်ရဲ့အဝဲတော်လိုက်လို့မရတဲ့စားတွေလာပြပေးဖို့မမင်းနဲ့နော်ချစ်သူအဆိုကတိကလိုပဲတော့စားပါလေချစ်ကလေးပေါ်မင်းတွေ့ချူတော့ပို့တော့ကြောင်းတစ်ခုလုံးတောင်သိစေမမှုပါနော်အေးရတဲ့ပါတိုင်းကအကျဉ်းတဲ့ချင်လေးကြီးပြနော်အပြင်းလေးဖြောင်းမဲ့အချစ်ရဲ့အဆိုတော်အတန်ပေးပါတဲ့အချိန်ပြန်ဖို့ဆောင်လဲနော်အချစ်ရဲ့ပြင်းမက